အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေထမင်းဖြူပူပူလေးနဲ့လည်းအရန်လိုက်သလိုသူ့ကြည့်ပဲထိုင်စားလို့ရှင်တယ်တော်တော်လေးကိုလည်းစားလို့ကောင်းတယ်ဗမာကြွကြွကြွလေးကိုလေအိမ်မှာလှူစားဖြစ်လို့လုံးလေးလေးကိုပါလာအောင်မျှဝေလိုက်ပါတယ်ဒါလေးတွေကတော့ပေါင်ဝင်ပစ္စည်းလေးတွေပါတော့ကြက်သားရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ပြင်းတော်သေးရဲ့ပါတော့လေကြက်သားတွေကိုအရသာလေးဝင်အောင်လို့တော့ဒီလိုအမှုခက်ကြည့်ကြည့်လေးမှွန်းထားပေးပါတယ်ပို့ပြီးမွေးအောင်လို့ဆိုလို့ရှိရင်တော့လေဂျင်းကိုတန့်စင်အောင်ဆေးပြီးတော့အခွန်မခွာဘဲနဲ့ထောင်းပေးရပါမယ်ဒါဆိုလို့ရှိရင်လေပို့ပြီးတော့လေဂျင်းနံလေးတွေပို့မွေးစေပါတယ်ဂျင်းနောက်ပြီးပြီဆိုတော့ဘာလို့အရသာအတွက်ပေါ့နော်စားရည်နနွင်းရည်ကြက်သားမုတ်ရည်ပေါ့နော်ပြီးတော့ခုနကပေါ့နော်ထောင်းထားတဲ့ဂျင်းရည်လေးကိုညှစ်ထည့်မယ်ဂျင်းဘက်ကလေးတော့မနှုတ်ပြပါနဲ့နော်နောက်ဆုံးမှာပါလို့စီတက်မှာပါအရသာလေးကိုတော့လေဘာလို့နှက်ဆက်အောင်ပေါ့နော်ဒီလိုမျိုးနေထားပြီးဖို့တော့လိုပါတယ်ဒါမှကြက်သားလေးကိုအရသာဝင်ပြီးတော့မပူစားလို့ကောင်းမှာပါတော့နိုင်ဝက်45မိနစ်လောက်ပေါ့နော်ခဏလောက်နှက်ထားပေးပါတယ်ကျက်သွန်ဖြူလေးကိုလည်းထောင်းထားပါမယ်။ကဲနိုင်ဝက်45မိနစ်လောက်နှက်ထားတဲ့ကြက်သားတွေကိုပါရေးလေးအနှဲငယ်ထည့်ပြီးတော့သူလိုလေးတွေကိုပေါ့နော်အနှဲငယ်လေးနူးသွားတဲ့အထိပြုတ်ပေးထားပါမယ်။ဒီလိုအနေအထားလေးရောက်ပြီဆိုလို့ရှိရင်တော့လေပါတော့ကြက်သားလေးတွေကိုပေါ့နော်ရေးလေးစစ်ပြီးတော့ခဏလောက်ပေါ့နော်အေးခံထားပေးပါတယ်။ဗမာကြက်ကြော်လေးတွေကလေကျွတ်ရွရဖို့ဆိုလို့ရှိရင်တော့စီလေးများများသုံးပေးဖို့တော့လိုမယ်ပေါ့နော်ပါတော့လေစီအရန်မပူခင်မှာလေကြက်သားလေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့မီးအလက်လောက်လေးနဲ့ကြော်မယ်ပေါ့နော်ပါတော့စီမပေါအောင်လို့တော့အဖုံးလေးအုပ်ပြီးတော့ကြော်ပေးပါတယ်ကဲအခုလို့ဆိုလို့ရှိရင်တစ်ဖက်ကဒီလိုမျိုးရဲလာပြီဆိုလို့ရှိရင်တော့ဘာလို့တစ်ဖက်ကလေးကိုလှမ်းပြီးထားရပါမယ်မီးအလက်လောက်ကလေးနဲ့ကြော်တော့စီလည်းမပေါဘူးပေါ့နော်နောက်တစ်ဖက်ကိုဆက်ကြော်ပါမယ်နောက်တစ်ဖက်ကလည်းအခုလိုမျိုးအပေါ်ကျော်လေးတွေလုံးဝရဲသွားပြီဆိုလို့ရှိရင်တော့ဘာလို့ကြက်ကြော်လေးရပါပြီဒါလေးတော့ဘာလို့စီစစ်ပြီးတော့ခဏတော့အေးခံထားပေးပါမယ်ပို့ပြီးမွေးပြီးပို့ပြီးစားလို့ကောင်းတော့လေဘာလို့ခုနကထောင်းထားတဲ့ဒီကြက်သွန်ဖြူလေးတွေကိုမွေးတဲ့အထိကြော်ပါမယ်ပြီးလို့ရှိရင်လေဘာလို့ခုနကအရင်ညှစ်ထားတဲ့ဂျင်းဘက်ကလေးတို့ပါခါလေးထည့်ကြော်ပါမယ်ဒါဆိုလို့ရှိရင်ပို့ပြီးမွေးတာပေါ့နော်အနှဲငယ်ကျွတ်လာပြီဆိုလို့ရှိရင်တော့လေပြင်းတော့သိန်းရွက်ကလေးတို့ပါထည့်ပြီးတော့ကြော်ပါတယ်ဒီကြက်ကြော်လေးရတယ်ဒီလိုပြင်းတော့သိန်းရွက်ကြော်လေးနဲ့ထည့်ကြော်လို့ရှိရင်တော်တော်လေးမွေးပါတယ်ပေါ့နော်အကုန်လုံးကျွတ်သွားပြီဆိုရင်တော့ခုနကကြော်ထားတဲ့ကြက်ကြော်လေးတွေထည့်ပါမယ်ဒီနေရာမှာဂျိုးမတူးအောင်လို့ပေါ့နော်ဘာတော့မီးကိုလုံးဝပိတ်ချပြီးတော့မှစီလေးနည်းနည်းလေးကျန်တာနဲ့ဒီကြက်သွန်ဖြူဂျင်းဘက်ကလေးအနံလေးတွေလုံးဝဝင်သွားတဲ့အထီကိုခက်ကြကြခဏနာလေးကိုဒီလိုမျိုးလေးနှက်ဆက်အောင်မွေးပေးထားပါတယ်။ဒါဆိုလို့ရှိရင်တော့လေအရန်ကိုမွေးပြီးတော့ကျွတ်ရွလေးနဲ့စားလို့ကောင်းတယ်။ဘာမှကြက်ကြော်လေးရပါပြီ။တော့ထမင်းဖြူလေးကိုပေါ့နော်အထက်ကြက်သွန်ဖြူကြော်လေးနဲ့နေလိုက်တယ်။ပြီးတော့မှဒီကြက်သားကြော်လေးနဲ့ပေါ့နော်တွဲပြီးတော့စားဖြစ်ပါတယ်။ကဲအခုဆိုလို့ရှိရင်ဒီဗမာကြက်ကြော်ကိုအချိန်နဲ့အများကြီးပေးစရာမလိုပဲနဲ့ဒီလိုအရသာရှိလေးစားလို့ရတယ်ပေါ့နော်တကယ်လို့မာဂျလကလေးတွေတွေ့ခဲ့လို့ရှိရင်အနှစ်တင်နဲ့မချက်တော့ပဲနဲ့အခုလိုမျိုးလေးကြော်စားကြည့်နော်အားလုံးပဲစက်ကောင်းကြပါစေရှင်